မင်္ဂလာပါရှင်ကျမတို့ Unit 6 Educational Program Plannings and Educational Measurements and Evaluation ကိုရှင်းလင်းပြောကြားသွားမယ်သက်ဆိုရင်ဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးမှာဆရာမတို့ကျမ Unit 6အတွက်ကို preview လေးအကြောင်းကိုပြောပြချင်ပါတယ် preview နဲ့တူတူတွဲပြီးတော့မှပါမယ့်ဥစ္စာကတော့ဆရာမတို့ရဲ့ assignment 1နဲ့ assignment 2ရဲ့အကြောင်းပါအဲ့တော့ကျမတို့တွေဘယ်လိုမျိုး study plan လေးလုပ်ထားလဲဆိုတာကိုတစ်ချက်လောက်ကြည့်ရအောင်နော် Unit 6မှာတော့ set topic အားလုံးစုစုပေါင်း၄ခုပါပါတယ် 6.1 ကတော့ development of teaching learning program ပါ 6.2 ကတော့ writing learning objective အခန်းဖြစ်ပြီးတော့မှအဲ့ learning objective ရေးရတဲ့ဥစ္စာကဆရာမတို့ရဲ့ lesson plan template မှာပထမဆုံးအကွက် learning objective ဆိုတဲ့အကွက်မှာထည့်ရမှာပါနောက် 6.3 ကတော့ developing lesson plan မှာ developing lesson plan မှာတော့ lesson plan တစ်ခုကိုဘယ်လိုမျိုးပြင်ဆင်ရတယ်ဆိုတဲ့ဥစ္စာကို introduction ကနေပြီးတော့မှ summary feedback ပေးတဲ့အထိကိုသူကနေပြီးတော့မှရှင်းပြထားတာဖြစ်ပါတယ် 6.4 ကတော့ evaluation method ပါ evaluation method အခန်းမှာကျတော့ကျမတို့ဒီ 6.2 learning objective မှာထားခဲ့တဲ့ objective တွေပေါ့နော်ကျမတို့ရဲ့သင်ကြားမှုရည်ရွယ်ချက်တွေကပြည့်မြတ်မှုရှိရဲ့လားကျမတို့ပေးချင်တဲ့ level အတိုင်းကိုကျောင်းသားရသွားရဲ့လားဆိုတဲ့ဥစ္စာကိုကျမတို့ကပြန်ပြီးတော့မှ evaluation လုပ်ရတာဖြစ်ပါတယ်အဲ့ evaluation method ကလည်း lesson plan template ရဲ့နောက်ဆုံးအကွက်မှာ evaluation method ကိုသုံးလဲဆိုတာကိုရေးရမှာဖြစ်ပါတယ်အဲ့တော့ Unit 6အနေနဲ့ပြောရမယ်ဆိုရင်ဆရာမတို့ရဲ့ NUFM 3415ရဲ့ Educational Module စာအုပ်ထဲမှာဆိုရင်ကျမတို့စာမျက်နှာ119ကနေပြီးတော့မှစာမျက်နှာ139အထိပါဝင်နေပါတယ်အားလုံးစုစုပေါင်း Unit 6ရဲ့အောက်မှာ subtopic လေးစုစုပေါင်း၄ခုပါရှိပါတယ်ရှင်အဲ့တော့ workbook အနေနဲ့ပြောရမယ်ဆိုရင်တော့ဆရာမတို့တွေNUFM 3415ရဲ့ workbook စာအုပ်ထဲမှာဆိုရင်စာမျက်နှာ60ကနေပြီးတော့မှ69အထိပါပြီးတော့မှ activity ကတော့စုစုပေါင်း6ခုပါပါတယ်။ဘာလို့6ခုဖြစ်နေရလဲဆိုတော့ Unit 6ရဲ့ pre-test ကတစ်ခုရယ်နောက်တစ်ခါ Unit 6ရဲ့ post-test ကတစ်ခုရယ်နှစ်ခုအပါအဝင်ဒီကြားထဲမှာ subtopic တစ်ခုချင်းစီအတွက်ကို workbook မှာ activity လေးတွေအားလုံးစုစုပေါင်း4ခုဆိုတော့total အနေနဲ့ပြောရမယ်ဆိုရင် Unit 6အတွက် activity က pre-test post-test အပါအဝင်ဆိုရင်စုစုပေါင်း6ခုရှိပါတယ်ရှင်။အဲ့တော့ဒီဘက်က educational module တွေကနေပြီးတော့မှစာတွေကိုဖတ်ကြားလေ့လာပြီးပြီဆိုရင်အဲဆိုရင်ကျမတို့ကနေပြီးတော့မှဒီဘက်က workbook တွေကနေပြီးတော့မှ activity လေးကိုတွားပြီးတော့မှဖြည့်ကြည့်ကြဖို့အတွက်ကိုလှုပ်ဆောင်ကြည့်ကြဖို့အတွက်ကိုအကြံပေးချင်ပါတယ်